အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ Titanic ဇာတ်ကားထဲမှာဖော်ပြထားတဲ့သူတို့ပေးခြင်းတဲ့ message ရဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ message အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်3ခုရှိရပေါ့နော်သူပေးခြင်းတဲ့ message က3ခုရှိတယ်တစ်ခုကတော့ပထမဆုံးတစ်ခုအနေနဲ့ပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့အချက်အားဆိုလို့ရှိရင်လူမှုအဆင့်တက်တာလွန်တယ်ဆိုပြီးသူကပြောပြထားတယ်ပေါ့နော်ကျွန်တော်တို့လူတွေဖန်တီးထားတဲ့စီးမြင့်တွေဂုံပုတ်တွေချမ်းသာမှုတွေဒါမှမဟုတ်ဆင်းရဲမှုတွေကဆိုလို့ရှိရင်စစ်မှန်တဲ့လူသားချင်းဆက်ဆံရေးနဲ့ချစ်ချင်းမေတ္တာကိုတားဆီး၍မရနိုင်ခြင်းဖြစ်တယ်ဆိုတဲ့ဥစ္စာကိုပြောပြပေးထားတယ်ပေါ့နော်ဒီ Titanic ဇာတ်ကားရုပ်ရှင်ထဲမှာဆိုလို့ရှိရင် Rose ဟာဒီပထမတန်းစားမင်းသမီးတစ်ပါးဖြစ်ပြီးတော့ Jack ကတော့ဘာမှမပိုင်ဆိုင်တဲ့အမှုပညာရှင်ဖြစ်တယ်ပေါ့သူတို့လူမှုအဖွဲ့အစည်းမှာတတ်မှတ်ချက်တွေအရသူတို့နှစ်ဦးဟာဆိုလို့ရှိရင်လုံးဝပေါင်းဖက်လို့မရပါဘူးဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ပေါ့နော်ဒီစိတ်ရင်းအမှန်တဦးပေါ်တဦးနားလည်မှုနဲ့ဒီဆွဲလန်းမှုတွေရာဆိုလို့ရှိရင်ငွေကြေးနဲ့ဂုံပုတ်ဆိုတဲ့အတားအဆီးတွေကိုဖြိုဖျက်နိုင်ခဲ့ပါတယ်ပြီးတော့သူတို့ရဲ့အချစ်အတွက်တို့ဟာသူမရဲ့ဘဝတစ်လျှောက်လုံးထိမ့်သိမ်းခဲ့ရတဲ့ဂုံတိတ်ခါကိုစွန့်လွတ်ခဲ့ပြီးတော့ပေါ့နော်အချစ်ရဲ့တန်ဖိုးဟာလူမှုအစဉ်တန်းထက်အများကြီးမြင့်မားတယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်နှစ်စိတ်ကူးမြင်နိုင်တဲ့အဖြစ်ဆိုးကြီးကိုရင်ဆိုင်ရခြင်းပေါ့ကျွန်တော်ဘဝမှာပုံမှန်မဟုတ်ဘဲနဲ့ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ဘေးရန်တွေဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာအချက်ဟာအရေးကြီးဆုံးစွမ်းအားဖြစ်ပေါ်လာပုံကိုဖော်ပြထားရတယ်ပေါ့နော်ဒီ Titanic ဇာတ်ကားထဲမှာဆိုလို့ရှိရင်တမောကြီးနစ်မြုပ်တဲ့အချိန်မှာအစင်တန်းခွဲခြားမှုတွေဂုံပုတ်တွေရာဆိုလို့ရှိရင်ပျက်စီးသွားတယ်လူတွေရဲ့အသက်ကသာအရေးကြီးဆုံးဖြစ်လာတယ်ဒီလိုနဲ့အသက်နဲ့ရင်းရတဲ့အခြေအနေမျိုးမှတောင်မှပဲတို့ဟာကဲလို့ချမ်းသာတဲ့စိစက်ထားတဲ့သူစီကိုပြန်မသွားဘဲနဲ့ပေါ့နော်တေဘေးကိုအတူရင်ဆိုင်ဖို့အတွက်ဒီတောက်ခတ်ခံထားရတဲ့ဂျက်စီကိုပြန်လဲပြီးတော့သွားခဲ့ပါတယ်ဒါဟာလော်ကီစီးစိမ်တက်ပေါ့နော်ဒီချစ်ချင်းမေတ္တာကဒါလုံခြုံမှုပေးနိုင်တဲ့တစ်ခုတည်းသောအရာဖြစ်တယ်ဆိုတာကိုပြသခြင်းပဲဖြစ်ပါတယ်ဒီအချစ်ကလူကိုကြောက်ရွံ့မှုကနေလွတ်မြောက်စေပြီးတော့အသက်ကိုဆွန့်လွတ်ရတဲ့တတိကိုပေးစွမ်းနိုင်တယ်ပေါ့နော်သုံးချက်ပေါ့သုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ယူသားပွင့်လင်းစွာနဲ့လွတ်လပ်စွာနေထိုင်ရေးအတွက်ပေါ့နော်မရှိမဖြစ်လိုအပ်တဲ့အချစ်ရဲ့နောက်ဆုံးသောဆုလက်ကဆိုလို့ရှိရင်အတူတကွနေထိုင်ရခြင်းတဲ့ပုံမကြီးမားကြောင်းကိုကျွန်တော်တို့ဖော်ပြထားပါတယ်ဒီဇာတ်ကားမှာဆိုလို့ရှိရင်တော့ Jack ကရေထဲမှာပေါ့နော်အေးခဲပြီးတော့တေဆုံးသွားခဲ့ပေမဲ့သူဟာဆိုလို့ရှိရင် Rose ကိုဒီရှေ့လျားပြီးတော့ပြည့်စုံတဲ့ဘဝကိုနေထိုင်ရမယ်လို့သူကကတိတောင်းခဲ့တယ်ဂျက်မရှိတော့တဲ့နောက်မှာဆိုလို့ရှိရင် Rose ဟာသူမရဲ့ဟောင်းနှံတဲ့ဂုံပုတ်ကိုစွန့်လွတ်ပြီးတော့ Rose Dawson ဆိုတဲ့နာမည်အသစ်နဲ့အမှန်တကယ်ဒီလွတ်လပ်တဲ့ဘဝကိုစတင်ခဲ့တယ်သူမဟာဒီ Jet ပြသခဲ့တဲ့ပေါ့နော်ဒီလွတ်လပ်တဲ့ပုံစံပေါ့ဒီမြင်းစီးတာလေရင်စီးတာစွန့်စားခြင်းတွေနဲ့အတူနှစ်ပေါင်းများစွာသူကရှင်သန်ခဲ့တယ်ပေါ့နော်ဒီကုန်းချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့အချစ်အားဆိုလို့ရှိရင်လူတစ်ယောက်ကိုအတူရောင်ဘဝကနေပြီးတော့ရုံထွက်စေပြီးတော့ဒီအန္တရာယ်ကြီးတဲ့အချိန်